သမီးလေးဟာချောကလက်နဲ့ပြင်းထန်စွာအလက်ကျစ်ဖြစ်တတ်သူပါဒါကိုတိလျက်နဲ့ဖခင်ဖြစ်သူကချောကလက်တစ်တာလာပေးပြီးသမီးလေးကညှင်းဆန်တဲ့အခါမှာတော့စိတ်ဆိုးမှန်ဆိုးနဲ့လှည့်ထွက်သွားခဲ့ပါတယ်ဒီအချိန်မှာသမီးလေးဟာဒီအိမ်မှာဆက်နေရင်ဘယ်တော့မှပျော်ရွှင်ရမှာမဟုတ်ဘူးဆိုတာတေချာသွားတဲ့အတွက်အဝတ်စားတွေတိမ်ဆဲပြီးထွက်ခွာဖို့ပြင်ပါတော့တယ်ဒါပေမဲ့မမျှော်လင့်ပဲသူမရဲ့အသက်ထက်ချေရတဲ့အမေဖြစ်သူ၏ဓာတ်ပုံပျောက်ဆုံးနေတာကိုသတိထားမိသွားပါတယ်သမီးလေးဓာတ်ပုံလိုက်ရှာရင်အိမ်ရှိတကားဝကိုရောက်သွားတဲ့အခါအိမ်ဖုံမလေးကသူမအမေရဲ့ပစ္စည်းတွေနဲ့ဓာတ်ပုံတွေကိုအမိုက်ပုံနဲ့လွင့်ပစ်နေတာကိုတွေ့လိုက်ရပါတယ်။သမီးလေးကတုံ့လှုပ်စွာနဲ့လှမ်းမေးတဲ့အခါအိမ်ပေါ်မလေးကမိထွေးဖြစ်သူကအမေရဲ့အခန်းကိုသူမရဲ့အိမ်မူခွေးလေးထားဖို့ခွေးခန်းအဖြစ်ပြောင်းချင်လို့ဖခင်ဖြစ်သူကိုယ်တိုင်အမိန့်ပေးပြီးလွင့်ပစ်ခိုင်းတာလို့ပြောပါတယ်။သမီးလေးကဖခင်ဖြစ်သူစီမှာဒူးထောက်ပြီးအမေပစ္စည်းတွေကိုမလွင့်ပစ်ဖို့ငိုယိုတောင်းပန်ပေမဲ့ဖခင်ဖြစ်သူကတော့အေးဆက်ဆက်ပဲပြောလိုက်ပါတယ်။ဒါကနေငါစကားကိုမနာခံခဲ့တဲ့အတွက်ရရှိတဲ့ပြစ်ဒဏ်ပဲ။သမီးလေးကရင်ခွဲမတက်ခံစားရပြီးဖခင်ဖြစ်သူကိုစိုက်ကြည့်ကမေးလိုက်ပါတယ်။ဒါဆိုသမီးကလည်းအမေရဲ့သမီးပဲလေ။သမီးကိုရောဒီအမိုက်တွေလိုပဲလွင့်ပစ်ဦးမလို့လား။ဖခင်ဖြစ်သူဟာချက်ချင်းစကားစွန့်သွားပြီးစိတ်ပြောင်းသွားမှကြောက်တဲ့မိထွေးဖြစ်သူကချက်ချင်းပဲဟန်ဆောင်မျက်ရည်ချူကဖြူဟာခင်းပါတော့တယ်ကျမမကောင်းပါဘူး။သမီးလေးအမေရဲ့ပစ္စည်းတွေကိုမလွင့်ပစ်ခိုင်းတင်ဘူးကျမကဒီအိမ်မှာနေဖို့အရေးချင်းမရှိပါဘူးဆိုပြီးအထုပ်ဆွဲထွက်ဖို့လုပ်တဲ့အခါဖခင်ဖြစ်သူကမိထွေးကိုအတင်းဆွဲထားပြီးမင်းသဘောကျတဲ့သူ့ရဲ့ပစ္စည်းကိုမဆိုလွင့်ပစ်လို့ရတယ်လို့ပြောကသမီးလေးကိုမိထွေးဖြစ်သူအားဒူးထောက်တောင်းပန်ဖို့အမိန့်ပေးပါတော့တယ်။သမီးလေးကမလုပ်တဲ့အပြစ်အတွက်မတောင်းပန်နိုင်ဘူးလို့ညှင်းဆန်တဲ့အခါဖခင်ဖြစ်သူကဒေါသကြီးနဲ့မတောင်းပန်ရင်ဒီအိမ်ကိုဘယ်တော့မှပြန်မလာနဲ့လို့မောင်းထုတ်ပြီးသမီးလေးဘယ်မှမသွားရဲဘူးအထင်နဲ့အိမ်တကားကြီးကိုပါတော့ပိတ်ခိုင်းလိုက်ပါတယ်။သမီးလေးဟာမတရားအနိုင်ကျင့်ခံရလို့အမေပစ္စည်းလေးတွေကိုပွေ့ဖက်ပြီးမြေပြင်ပေါ်မှာထိုင်ငိုနေတဲ့အချိန်မမျှော်လင့်ပဲအိမ်ရှိမှာတန်မိုးကြီးလင်မိုဆင်းဇိမ်ခံကားတန်းကြီးဆိုက်ရောက်လာပါတော့တယ်။ကားပေါ်ကနေအလွန်ခန့်ညားထည်ဝါတဲ့တထေးကြီးတဦးဆင်းလာပြီးသမီးလေးကိုထူမပေးကငါနဲ့အတူအိမ်ပြန်ကြဆိုသမီးလို့နူးညံ့စွာပြောလိုက်ပါတယ်။တကယ်တော့သမီးလေးရဲ့အမေကကွယ်လွန်ခင်ကတည်းကလင်ဖြစ်သူဟာသမီးလေးအပေါ်ရက်ဆက်မယ်ဆိုတာကြိုသိနေခဲ့လို့ဖုန်းနံပါတ်တစ်ခုထားခဲ့တာပါ။မနေ့ညကသမီးလေးစီကဖုန်းကုတ်ကိုလက်ခံရရှိပြီးတာနဲ့ဒီတထေးကြီးဟာသမီးလေးကိုမွေးစားဖို့ဆုံးဖြတ်ကနိုင်ငံခြားကနေချက်ချင်းလေရင်နဲ့ပြန်တန်းပြီးလာကြိုခဲ့တာဖြစ်ပါတယ်။တထေးကြီးကအမေရဲ့ဓာတ်ပုံကိုလွမ်းဆွတ်စွာပို့တက်နေတာကိုသမီးလေးမြင်တော့သူတို့ပတ်သက်မှုကိုမေးပါတယ်တထေးကြီးကဦးလေးနဲ့သမီးရဲ့မေမေကငယ်တငယ်ချင်းတွေပါဦးလေးကမေမေကိုနှစ်ပေါင်းများစွာတိတ်တခိုးချစ်ခဲ့ရတာမေမေရဲ့မင်္ဂလာဖိတ်စာရတဲ့နေ့ကမှဖွင့်မပြောခဲ့ရလို့နောက်တရခဲ့တာပါအခုကစပြီးသမီးလေးကိုဘယ်သူမှဒုက္ခမပေးစေရဘူးလို့ကတိပေးတယ်ဆိုပြီးသမီးလေးကိုပွေ့ချီသွားပါတော့တယ်တထေးကြီးဟာသမီးလေးကိုသူ့ရဲ့မိဘတွေကမ္ဘာအချမ်းသာဆုံးမိသားစုကြီးစီခေါ်သွားပါတယ်။သမီးလေးကအဖိုးဖြစ်သူကိုယဉ်ကျေးစွာနှုတ်ဆက်တဲ့အခါအဖိုးဖြစ်သူကသမီးလေးရဲ့တနာစရာဇာတ်ကြောင်းကိုကြားပြီးသူ့သားကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ချခဲ့တယ်လို့ချီးကျူးပါတယ်။ထို့နောက်အဖိုးဖြစ်သူက3နှစ်တိုင်တတိလစ်မေ့မျောနေတဲ့အဖွားဖြစ်သူရဲ့ကရင်ဘေးကိုသမီးလေးကိုခေါ်သွားပြီးအဖွားလို့ခေါ်ခိုင်းပါတယ်။မယုံနိုင်စရာကောင်းတာကတော့သမီးလေးကအဖွားလို့ခေါ်လိုက်တဲ့အချိန်မှာပဲ2ပတ်လုံးဘလို့ဆေးနဲ့မှနှိုးလို့မရတဲ့အဖွားကြီးဟာချက်ချင်းမျက်လုံးပွင့်ပြီးနိုးထလာပါတော့တဲ့အဖွားဖြစ်သူကငါ3နှလုံးအသိစိတ်ရှိနေပေမဲ့မျက်လုံးဖွင့်လို့မရခဲ့တာသမီးလေးရဲ့အတန်ကြားမှနိုးလာတာလို့ပြောတဲ့အခါတမိသားစုလုံးဝမ်းသာအားရဖြစ်သွားပြီးသမီးလေးကိုမိသားစုရဲ့ကံကောင်းခြင်းကျဲပွင့်လေး Lucky Star လို့သတ်မှတ်လိုက်ကြပါတယ်သမီးလေးဟာအမေဆုံးပြီးကတည်းကပထမဆုံးအကြိမ်ချီးကျူးခံရပြီးတကယ်မိသားစုအစ်စ်ကိုရှာဖွေတွေ့ရှိသွားခဲ့ပါပြီရက်အနှဲငယ်ကြာမှာတော့ဖေဖေတစ်ကသမီးလေးကိုရှာပိန်မောအကြီးကြီးစီခေါ်သွားပြီးဈေးနှုန်းကြည့်စရာမလိုပဲကြိုက်တာကုန်ယူဖို့ပြောကသူကတော့ဖုန်းပြောဖို့ခဏလေးဖယ်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသမီးလေးရဲ့နားထဲကိုရင်းနှီးလာတဲ့အတန်တစ်ခုကြားလိုက်ရပါတယ်။အဲ့ဒါကတော့သူမကိုရက်ဆက်စွာမောင်းထုတ်ခဲ့တဲ့ဖခင်ရင်းရဲ့အတန်ပါပဲသမီးလေးဟာအဖေကိုမြင်မြင်ချင်းဝမ်းသာအားရနဲ့အပြေးလွှားသွားဖို့လှုပ်လိုက်ပေမဲ့နောက်တစ်စက္ကန့်မှာပဲမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ခြေလမ်းတွေတုတ်ခနဲ့ရက်တန့်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ဖခင်ရင်းဖြစ်သူဟာမိထွေးရဲ့သမီးဖြစ်သူအန်နာကိုအပြုံးကြီးစွာနဲ့ပွေ့ချပြီးအလိုလိုက်နေတာကိုမျက်ဝါးထင်ထင်မြင်လိုက်ရလို့ပါပဲ။သူ့သမီးအရင်ကိုတော့လမ်းဘေးမောင်းထုတ်ပြသူတပားသမီးကိုတော့ရင်ခွင်ထဲပွေထားတဲ့ရက်ဆက်တဲ့ဖခင်ကိုသမီးလေးကကမ္ဘာအချမ်းသာဆုံးတထေးသမီးအဖြစ်နဲ့ဘလို့ကလဲစားချေမလဲဆိုတာ